ကဝစ်ကျွေးလို့ရှိလို့ထားအောင်တော့ဒီဘဝကိုမင်းတကယ်ကြီးရှုံးပေးလိုက်မှာလားဟာဒုံးဝေးလိုက်တာပေါ့မင်းရှုံးမပေးသေးမရှုံးသေးတဲ့တိုက်ပွဲငါလည်းဖြစ်ခဲ့ဘူးတာပေါ့စိတ်ထိခိုက်လို့မိုက်နေနားမှာဘယ်သူမှမရှိတဲ့ကြားကအားပေးစကားကိုမျှော်လင့်အတော်သိရှိကြတဲ့အတွေ့အကြုံတွေရငါအတွက်ငါပဲအဖို့ဖြစ်စီးစားမှာပင်မမခံရင်နေထွက်ချိန်မှာအမောခံအချစ်ကလေပြေဘဝကမုံတန်းလောကဒဏ်ကိုဘောပြက်ခီးတစ်ခုလုံးဦးညီမပါပဲတယောက်တည်းပဲရှောက်သူပင်လေသမုတ်ပြကြီးတဲ့ကရေမျောကန်တင်တောက်ယူရှုံးတော့မပေးနဲ့ဟျောက်ကျိုးသွားတတ်တယ်ထောက်ယူအတက်ရဲ့သဘောကခေါင်းကိုမော့လို့ကြားတယ်ဆိုတာတောက်ဖို့ဟဲ့ဘဝဆိုတာတယောက်တည်းတိုက်ပွဲတယောက်တည်းတိုက်ပွဲတယောက်တည်းတိုက်ပွဲနေကမားနေမှာဘာကြောင့်တော့မျိုးနောက်ပဲမိုက်ခဲ့နောက်ပဲမိုက်ခဲ့တတ်မပြသေးတဲ့အနိုင်ဘူးထောက်လိုက်တာနဲ့အရှုံးဘယ်မှာမဖြစ်နေတာတော့တတ်မပြသေးတဲ့အနိုင်ဘူးထောက်လိုက်တာနဲ့အရှုံးဘယ်မှာမဖြစ်နေတာတော့တိုင်းလိုက်တဲ့ဘဝမှာငုံမခံခြင်းလို့တုံ့ပြန်ရိုးသားတဲ့နေမမှုပေါ်အင်အားစုကလောက်ကျန်အန်ကိုတင်းနေကြိတ်ပြီးမျက်ကြည်ဝဲရင်တေးထားရှုံးရရတာအခါနိုင်ရဖို့စေဝါလိုအပ်ချက်တွေဘုံကြီးနဲ့မင်းမရှိတဲ့ပတ်စံဖြတ်တန်းကပြေးနေပြီလို့ပုံတော့ကြမယ်မနှက်ခဲပုတ်စာမင်းကိုနဲ့တင်ရိုးတွေကထားသိမ့်ကြရှက်ခွဲကျိုးနဲ့ပြစ်ခတ်ပြီးမှသိလိုက်ရတာဇာရိတ်ကရေးကြည့်တဲ့ဟေ့အောင်အဲ့ဒါအရင်ဆုံးဦးစားပေးငါလည်းမင်းလို့နားမလည်ခဲ့လို့ဘဝမှာတခါတော့ယူသွားသေးတိုင်းစုမဟုတ်တော့တမိုင်းတစ်ခုတော့ထင်ကြံစေမှလုတ်ခက်မြရွဲတွေတိုင်းပြန်ပြုတ်ရင်ဖို့ကမြင်ပန်းတွေရပြီးခဲ့တာတွေပြီးပြီခုရောက်နေတာလက်ရှိလာမပြောနဲ့တော့ဘာမှအတိတ်ကကြောင်းတွေမမှတ်မိမျက်စိကတွေ့ကြတဲ့လမ်းကိုရီမှန်းချက်နဲ့တစ်ချက်ချင်းအလုံးအဆုံးကတခုတည်းဘဝမှာရှေ့ဆက်လျှောက်ဖို့တက်ပြီဟဲ့ဘဝဆိုတာတယောက်တည်းတိုက်ပွဲတယောက်တည်းတိုက်ပွဲတယောက်တည်းတိုက်ပွဲနေကမားနေမှာဘာကြောင့်တော့မျိုးနောက်ပဲမိုက်ခဲ့နောက်ပဲမိုက်ခဲ့တတ်မပြသေးတဲ့အနိုင်ဘူးထောက်လိုက်တာနဲ့အရှုံးဘယ်မှာမဖြစ်နေတာတော့တတ်မပြသေးတဲ့အနိုင်ဘူးထောက်လိုက်တာနဲ့အရှုံးဘယ်မှာမဖြစ်နေတာတော့ခက်ခံလုံးနဲ့ဘဝကိုတိမ်ဝဲမှုတစ်ခုကယူရနှလုံးသားဒဏ်ရာဒဏ်ချက်တိုင်းကိုအချစ်နဲ့ချိန်ပြည့်ပြုစုပူတာတွေးပြက်ချိန်တခြားအားကိုရှာစရာမရှိဘူးအမောင်ထဲမှာလင်းမွေးတစ်ခုကိုပိုင်ဆိုင်ရလို့တာယာကြည်နူးပူပြင်းထောက်တွေ့နေတဲ့ဟေလိအချုပ်ဖြည့်ရှင်းမှုချစ်ချင်းရဲ့အာနိသင်ဆိုစွတ်တဲ့တွေညင်းလို့အတွေးမှာမျောလွတ်စိတ်ကူးရဲ့ရိတ်ကြပြားတွေနဲ့တင်းပြန့်တဲ့ပန်းကင်းကြီးတစ်ခုလဲမှာလက်ပြားတွေဝဲဟဲ့ဒါပေမဲ့တစ်သက်လုံးလက်တွေခေါ်ဆောင်သွားမယ်သူ့ကိုငါတန်မိုးတစ်ခုနဲ့ပြောအောင်ထားမလဲကြောက်စီပါမှမပြင်းစင်ခဲ့တဲ့လောကစိတ်ရောက်ပြီးခဏထားထောက်မိကထားတဲ့မျောလင့်ချက်ရောက်စောက်ပြီးရောက်ရဝစ်ပြန်လာပြီးအိမ်မက်လက်လွတ်လိုက်ဖို့မရဲလို့ပိုင်ဆိုင်နိုင်မှုမရှိတဲ့ဆုံးရှုံးထဲမှာလဲပြုတ်နောက်တစ်ချိန်ပြန်ထားဖို့မာနထပ်ပြီးမထားခဲ့ပြီတော့မင်းထင်တာမင်းဘဝကြီးကပြည့်စည်သွားခဲ့ပြီပေါ့ဟဲ့ဘဝဆိုတာတယောက်တည်းတိုက်ပွဲတယောက်တည်းတိုက်ပွဲတယောက်တည်းတိုက်ပွဲနေကမားနေမှာဘာကြောင့်တော့မျိုးနောက်ပဲမိုက်ခဲ့နောက်ပဲမိုက်ခဲ့လက်မပြသေးတဲ့အနိုင်ဘူးထောက်လိုက်တာနဲ့အရှုံးဘယ်မှာမဖြစ်စေတာတော့လက်မပြသေးတဲ့အနိုင်ဘူးထောက်လိုက်တာနဲ့အရှုံးဘယ်မှာမဖြစ်စေတာတော့ဟဲ့ဘဝဆိုတာတယောက်တည်းတိုက်ပွဲတယောက်တည်းတိုက်ပွဲတယောက်တည်းတိုက်ပွဲနေကမားနေမှာဘာကြောင့်တော့မျိုးနောက်ပဲမိုက်ခဲ့နောက်ပဲမိုက်ခဲ့